ဂျုံနေစရာမလိုပဲနဲ့နံပြားလေးတစ်ချက်ရှိုံနဲ့အိမ်မှာ homemade pizza လေးလွယ်ကူလှုပ်စားလို့ရနေပါပြီ။မွန်ကမွန်လုံနီလေးကိုအားလုံးလာမြောက်ပေးတာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မွန်တို့လိုတာကတော့ဒီမကတ်အိုးပေါ်မှာမွန်တို့ဒီပေါ့နော်နံပြားလေးတင်ထားလိုက်မယ်။မွန်ဝဲတဲ့နံပြားလေးကိုလည်းမွန်ဒီ link လေးထည့်ပေးထားတယ်။ချင်းထဲမှာလည်းထည့်ပေးထားတယ်ပေါ့နော်။နောက်ပြီးရင်တော့မွန်ကဒီမှာ cheese ကြောက်ကြောင်လေးတွေကိုပါလေးလှီးပြီးတော့ထည့်လိုက်တယ်။ပြီးရင်တော့ထပ်ပြီးတော့အပေါ်ကနေပြီးတော့ mozzarella cheese လေးအုပ်လိုက်တယ်ပေါ့နော်ဒီမှာတခြားအသီးအနှံတွေထည့်ခြင်းနဲ့ဆိုလို့ရှင်လည်းရပါတယ်မွန်ကအိမ်မှာရှိတဲ့ဟာလေးတွေနဲ့ပဲလွယ်ကူကူလုပ်လိုက်တာမလို့ပါပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့မွန်တို့အပေါ်ကနေပြီးတော့ဒီအဖုံးလေးအုပ်ထားလိုက်တယ်ပေါ့နော်ကြက်ဥချောင်းရော cheese လေးတွေလည်းအရေးပြောသွားအောင်ပေါ့နော်အဲ့လိုမျိုးအဖုံးလေးအုပ်တာကလည်းအချိန်အကြာကြီးမပေးရပါဘူး3မိနစ်လောက်ပဲအုပ်ထားလိုက်တယ်ဆိုရင်ရတယ်ကြက်ဥချောင်းလေးတွေလည်းကြက်သွားပြီ cheese လေးတွေလည်းအရေးပြောသွားပြီဆိုလို့ရှိရင်တော့မွန်ကအပေါ်ကနေပြီးတော့ tomato sauce လေးကိုဖြန့်ပြီးတော့ဖြူလိုက်တယ်ပေါ့နော်ပြီးရင်တော့မယောနီစ်ထည့်ပါတယ်အရသာအနေနဲ့ကအဲ့နှစ်ခုပဲထည့်ထားတယ်ပေါ့နော်ကျန်တာဘာမှမထည့်ပါဘူးမယောနီစ်နဲ့ sauce နဲ့ထည့်လိုက်ရပါပြီပြီးရင်တော့နံပြားလေးကိုအလဲကနေပြီးတော့ခောက်လိုက်တယ်ဆိုလို့ရှိရင်မွန်တို့အိမ်မှာလွယ်လွယ်ကူကူအချိန်10မိနစ်လောက်ပြီးရုံနဲ့လှုပ်စားလို့ရတဲ့ homemade pizza လေးရပါပြီတကယ်လို့ပေါ့နော်ကိုက pizza လဲကြိုက်တယ်အပြင်မှာစားတာလဲစီကြည့်ရလို့ထင်နေဆိုလို့ရှိရင်ဒီလိုမျိုးနံပြားလေးဝယ်ထားပြီးတော့အိမ်မှာပဲကိုဘာသာကိုလှုပ်စားလို့ရပါတယ်နောက်ဒီပေါ့နော်တခြားဘာမှလည်းသုံးစရာမလို gas မီးဖိုလေးနဲ့ပဲလွယ်ကူကူလေးလှုပ်စားလို့ရတဲ့အတွက်ကြောင့်မလို့ homemade pizza လေးလှုပ်စားခြင်းတဲ့သူတွေအတွက်မွန်ရဲ့ pizza လုံးလေးနီးကိုအားလုံးဝေမျှပေးလိုက်ရပါတယ်ရှင်ဒီ pizza လေးကလေလောက်တာပေါ့နော်တခုရှိတာကအောက်က gas မီးဖို့ကိုမွန်တို့အိုးအပူပေးတဲ့အချိန်မှာအရန်ကြီးမများနဲ့ပေါ့နော်အပူအရန်များတယ်ဆိုလို့ရှိရင်တော့မွန်တို့တွေနံများပေါ့နော်တူးသွားတာမျိုးတွေဖြစ်တတ်တယ်အပူအချိန်နည်းနည်းလေးနဲ့မီးအေးလေးနဲ့ပဲ10မိနစ်လောက်ကလေးလုပ်ပြီးရုံနဲ့အရန်ကိုရတာရှိတဲ့ပီဇာလေးတစ်ချက်ကိုရပါတယ်အဲ့တော့ကိုယ့်ဘာသာကိုအိမ်မှာလှုပ်ရှားခြင်းတဲ့သူတွေအတွက်မွန်ရဲ့ဒီနံများပီဇာလုံးနည်းလေးကိုအားလုံးပဲလှုပ်ရှားကြည့်ဖို့အတွက်ဝေမျှပေးလိုက်ရပါတယ်နော်